ကလေးကိုပြောတဲ့ရှိရဆိုဘာလဲပြောလေကလေး ဟုတ်တယ်လမ်းဖွင့်ကြရအောင် ဟမ်လွဲလာရကလေးကအကြောင်းပြချက်လေးတော့ကိုယ့်ကိုပေးပါ အကြောင်းပြချင်တော့စိတ်ခုန်သွားတော့ပဲကိုနဲ့တွေ့ရတော့မပြောတော့ဘူးဒါပဲတည်း လွဲလိုက်လားကလေးကအဲ့ပါလေကလေးပြောမယ်ဆိုလို့ရှိရင်အစင်မြင်ဆိုကိုကဘာမဆိုဖြည့်သီးပေးဖို့အစင်နဲ့ပါပဲကလေးလို့လက်ပြန်တန်းနိုင်ပါတနေ့မှာကလေးအစင်မပြေတော့ဘူးမပြောတော့ဘူးဆိုတဲ့အချိန်ကျရင်ကိုရင်ခွန်းတော့ပြန်လာခဲ့ပါဒီရင်ခွန်းကကလေးတို့တော့အမြဲတမ်းအစင်သိမှာသူအေးလို့လာတယ်ရင်လို့မဟုတ်ဘူးတို့ချင်နေဝီရတော့မလာချင်တေးတွေလို့နေလားမူမမှန်တော့မှတီးနေလေပြောမထွက်ရဘူးဘေအိုဟောင်းကိုစွန့်ခွာနေရတဲ့ကိုများပြန်လာတော့ကြတယ်လားငါကလေးပြန်သားလိုက်ပေါ်မြင်စီကိုဆွဲမတော်တော့ဘူးရင်လို့ချိန်မတောင်းညောသွားတဲ့ခါပြန်လာနာပေါ်ကိုရဲ့ရှင်ဝင်အိုးခွင့်လို့ပေးနိုင်နေရာရာကိုဆုံးရှုံးခံမယ်ငယ်ကြည့်ဖို့မလိုဘူးချစ်ရဲ့မင်းဝါလှစေမယ်ဆိုရင်အတလဲပေးနိုင်တယ်အားလုံးနဲ့တွေ့ပဲကိုစွန့်ခွာနေရတဲ့ကိုများပြန်လာတော့ကြတယ်လားငါကလေးပြန်သားလိုက်ပေါ်မြင်စီကိုဆွဲမတော်တော့ဘူးရင်လို့ချိန်မတောင်းညောသွားတဲ့ခါပြန်လာနာပေါ်ကိုရဲ့ရှင်ဝင်အိုးပြန်သားလိုက်ပေါ်မြင်စီကိုချိန်မတောင်းညောသွားတဲ့ခါပြန်လာနာ